နက်ဖြန်25ရက်3လ2026ဒီရက်ရစာနေကြပါတယ်ဒီနှောင်းတကူလာဆန်းထဲမှာဆိုလို့ရှိရင်25ရက်နေ့ဒီအလွန်ကောင်းတဲ့ရက်တရက်လည်းဖြစ်ပါတယ်မနက်ဖြန်ကမှာဘလို့အလုပ်မျိုးတွေဘလို့မျိုးကုသိုလ်တွေပြုလုပ်တင်တယ်လဲဆိုလို့ရှိရင်အိမ်ဖျားမှာအမွှေးတိုင်းငါးတိုင်းဖျောင်းတိုင်းငါးတိုင်းတက်လူပူစော်ပါအလင်းတိုင်းရောနတ်သားတိုင်းရောပေါ့နော်အမွှေးတိုင်းကိုလည်းနတ်သားတိုင်းလို့ခေါ်ကြတာအဲ့တော့မနက်ဖြန်ရက်ရစာနေ့ဒီတခြားရက်ရစာရက်တွေနဲ့မတူပါဘူးများသောအားဖြင့်ရက်ရစာတွေကတော့များတယ်လေရက်ရစာတို့ပြဿနာတို့ကတရက်ပြီးတရက်ဒါကြုံနေရတာပဲသူကတော့တခြားသောရက်ရစာနဲ့မတူဘဲနဲ့အားအလွန်ကောင်းတဲ့ဘလဝပေါ့အားကိုကျွန်တော်တို့ကနက်ခတ်တွေနဲ့ကြည့်မယ်ဆိုအားကိုကြည့်တာအားကိုကြည့်ပြီးအားအလွန်ကောင်းတဲ့ရက်တရက်ဖြစ်တယ်ဒါအားလုံးနားလည်နိုင်တဲ့အတိုင်းအတာလေးပဲကျွန်တော်ပြောလိုက်တာပေါ့လေအဲ့တော့ဘာတွေဖြစ်လာနိုင်လဲဆိုတော့စီဝါလက်လာပါတိုးတက်တာအနှောက်အယှက်အတားအဆီးတွေကိုကင်းဝေးတာကိုယ်စိတ်နှပြချမ်းသာရတာပညာထူးပညာသစ်ပညာမြတ်တွေရရှိတာအန္တရာယ်လက်တကမ်းအနေလွတ်မြောက်တာအစရှိတာတွေကြုံရနိုင်တယ်နော်မကောင်းတဲ့ဘေးအန္တရာယ်တွေနဲ့လုံးဝကင်းလွတ်သွားမယ်ကောင်းတဲ့ဘေးအန္တရာယ်ကောင်းတဲ့ဒီကောင်းကျိုးချမ်းသာတွေချက်ချင်းရလာလိမ့်မယ်ဒါကြောင့်မလို့မနေ့ပြန်ကမှာနတ်မာတိုင်း9တိုင်းအမွှေးတိုင်းပေါ့နော်အမွှေးတိုင်း9တိုင်းဖျောင်းတိုင်း9တိုင်းအိမ်ဖျားမှာကတ်လူပါလို့အကြံပေးပါတယ်ကျေးဇူးတင်ပါတယ်